ခါကျတော့မရှိတာလေးနဲ့ပဲအစားထိုးလိုက်ရပါတယ်ဗျာစနဖို့ DC ပန့်လေးတွေကရှားနေတဲ့အတွက်ကြောင့်မို့နော်မနေ့ကမှားပြီးတော့ပြင်ပေးရပါတယ်လို့နော်ဒီလိုလေးဆက်ပေးရမယ်တဲ့ကျူးလေးကလည်းတူနေတဲ့အတွက်ကြောင့်အဆင်ပြေသလိုလေးပဲဆက်ပေးရပါတော့မယ်အဆင်ပြေသလိုလေးဆက်ပေးမယ်ရေမထိအောင်လည်းလုပ်ရမယ်လုပ်ရမှာရေမထိအောင်လုပ်ရမယ်ဒါတော့ကျွန်တော်အားလွယ်ကူဆုံးလုပ်တာပေါ့ဗျာကျူးကတူနေတဲ့အတွက်ကြောင့်မဖြစ်နေဆက်ရမှာဟုတ်ပါပြီဗျာသူ့အပေါင်းတို့လေးပြန်အောင်ထားမှာဒီရှို့ကျိုးလေးနဲ့ပေါ့ဗျာကဲအမေလေးကိုဆက်ပေါ့ဗျာဒီစီဆိုရတဲ့ကြောင့်ဆမ်းမယ်တူတူချက်ချက်ပြီးတော့အပေါင်းဆက်ကျွန်တော်တို့ဆိုင်မှာနော်အဲကိုလာ12ဘုတ် DC ပန့်လေးလည်းရပါပြီလဲကျင်တဲ့မိတ်ဆွေများကိုယ်တိုင်လာရောက်လဲယူလို့ရပါတယ်လာရောက်ပြင်ဆင်လို့ယူလို့ရပါတယ်လာရောက်ပြင်ဆင်လို့ရပါတယ်ပစ္စည်းနေပြီဖြစ်စေဒီပစ္စည်းတွေပစ္စည်းလေးတွေလည်းလာရောက်ဈေးနှုန်းချိုးသွားသွားနဲ့လာရောက်ပြင်ဆင်လို့ရပါတယ်ခင်ဗျာโอเคဒီတမ်းတက်ဆက်နာအားလုံးအမရှိပါတဲ့ oh sorryโอเคရေလေးစုပ်ပါတယ်ဗျာရေလေးစုပ်သွားပါပြီအဆင်ပြေပါတယ်ဗျာဆိုရေလည်းတက်သွားပါပြီဒီမှာရေလေးလည်းတက်သွားပါတယ်ရေလေးလည်းတက်ပါတယ်ရေအားလေးလည်းကောင်းပါတယ်ခင်ဗျာ12ဘူး5 watt နဲ့ပါခင်ဗျာနော်ဒါလေးပဲပြောချင်လို့ပါဗျာနော်12ဘူး5 watt နဲ့ရေတက်အားလေးလည်းကောင်းပါတယ်